အရဲကြောင့်ဘဝပျက်စီးသွားခဲ့သောလူငယ်စိုးထက်အောင်ရဲ့ဇလန်းဇက်ကောင်အမီစိုးထက်အောင်အသက်25နှစ်မွေးရာဇာတိမကွေးတိုင်းရေနံချောင်းမြို့နယ်အလုတ်အကင်တက္ကသိုလ်ကျောင်းသားဖွဲ့စည်းမှုအင်ဂျင်နီယာနီဒန်စိုးထက်အောင်ဟာတက္ကသိုလ်မှာအင်ဂျင်နီယာဘာသာရပ်ကိုလေ့လာနေတဲ့လူငယ်တဦးဖြစ်ပြီးသူမိဘတွေကလည်းသူ့ကိုမျှော်လင့်ချက်ကြီးကြီးနဲ့ကြီးညိုကြပါတယ်။သူဟာစာရဲကောင်းပြီးတက်ကြသူငွေရှာဖို့လည်းစိတ်ဝင်စားသူဖြစ်ပါတယ်။အရက်နဲ့စတင်သွားတဲ့လမ်းလွဲခြင်းတနေ့မှာသူ့တငယ်ချင်းတွေကဂျင်းတစ်ခွက်သာဆိုပြီးစတင်သွားလုပ်ပါတယ်။တစ်ခွက်ပဲနော်ဆိုတာကစတင်ရနောက်ပိုင်းမှာတော့သူ့ရဲ့ညတိုင်းတုန်းကပျော်ပွဲတွေဝင်သွားပြီးပလင်းဖွင့်တဲ့အတန်ကသူ့နေ့စဉ်အကြားအဖြစ်လာပါတယ်။အောင်မြင်မှုတွေစတင်ကျဆင်းလာခြင်းသူ့တက္ကသိုလ်သင်တန်းတွေကိုပြတ်တက်လာပါတယ်။စာမဖတ်နိုင်တော့ပါဘူး။စိတ်တက်လဲကျလာပါတယ်။မိသားစုကတော့စိုးမိုးလာပြီးယောဂရှိနေတဲ့ထင်ပြီးဆေးရုံထဲစေလွှတ်ကြပါတယ်။တကယ်တော့သူကအရက်မူးနေကြကျင့်စဉ်ကြောင့်စိတ်ပိုင်းဆိုင်ရာကြယောဂဖြစ်လာတာပါ။ဘဝပျက်စီးခြင်းတက္ကသိုလ်မှထုတ်ပယ်ခံလိုက်ရပြီးနောက်မှာသူအလုပ်ရှာဖို့စူးစမ်းတော့လဲမင်းသားလုံးကျန်တဲ့အရက်မွေးကြောင့်ဘယ်အလုံးမှလက်မခံတော့ပါဘူးတငယ်ချင်းတွေလည်းရှောင်တိန်မိသားစုကလည်းနစ်နာလာပါတယ်နောက်ဆုံးမှာတော့ရေမွေးဆိုင်အနီးကလူအိမ်မဲနေရသူအဖြစ်သူ့ဘဝတစ်ခုလုံးပြိုကွဲသွားပါတယ်သင်ခန်းစာစိုးထက်အောင်ရဲ့ဇလန်းကအရက်ဟာစပတ်ခန်းတွေကထွက်လာပြီးဘဝအလင်းချောင်းကိုညဉ့်ညမ်းစေနိုင်တဲ့အထိအနေရရှိရဲဆိုတာကိုပြသနေပါတယ်တစ်ခွက်ပဲနော်ဆိုတာကတဘဝလုံးပျက်စီးတဲ့အစဖြစ်နိုင်တယ်မိဘအတွက်မျှော်လင့်ချက်တွေကိုမုန်းတီးဖျက်ဆီးတာနဲ့ညီတယ်မူရစ်ပစ္စည်းတွေနဲ့အရက်ဟာဘဝတစ်ခုလုံးဖျက်ဆီးနိုင်တဲ့အမှုဆွဲခြင်းဖြစ်ပါတယ်ညီသူမဆိုစိုးထက်အောင်လိုမျိုးဖြစ်သွားမလားဆိုတာမသိနိုင်ပါဘူး